ပါရှင်ဒီနေ့ကကျွန်မရွှေတွက်နီတွေပဲတက်ပြပေးမှာပေါ့နော်အရင်ကဗီဒီယိုတွေအများကြီးပဲပေါ့နော်ရွှေတွက်နီတွေရွှေတွက်နီဆိုတာကသူတို့ရဲ့ဘောင်ချတဲ့ကတွက်နီတွေပေါ့နော်သူရဲ့ရွှေလေးချိန်နဲ့သူရဲ့ရွှေစင်းနှုံးနဲ့ပြီးဘယ်လောက်ကြလဲသူတို့ရဲ့ဘောင်ချတဲ့ကတွက်ထားတဲ့ဟာမှန်ပေါ့နော်အဲ့လိုမျိုးတွေပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုကျတော့ဒီအလေးချိန်နဲ့ဝယ်ထားတဲ့စင်းနှုံးနဲ့ဒီအချိန်မှာပြေရောက်ရင်ဘယ်လောက်ရနိုင်မလဲပေါ့နော်အဲ့ဒါလေးကိုသူတို့ကမေးထားတာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်မကအဲ့ဒါလေးတွေကိုတွက်ပြပေးမှာဖြစ်ပါတယ်ဒီရွှေတွက်နီးတွေကတော့လေကျွန်မအမြဲတမ်းလိုပဲတွက်ပြပေးထားတယ်ပေါ့နော်ပြီးရင်သူတို့ကရွှေက15ပဲရေးလား16ပဲရေးတချို့ကကြတော့မရေးထားဘူးသူတို့ကျွန်မကိုအဲ့လိုမျိုးမပြောပြပေးတဲ့အတွက်ကျွန်မကခက်မှန်ပြီးတော့တွက်ပြထားပေးတယ်တချို့ဟာကြတော့တွက်ပြရေးပြထားတယ်ဒါပေမဲ့ကျွန်မကဘယ်လိုပြောမလဲအတိအကျပေါ့နော်အတိအကျတွက်လို့မရဘူးဘာလို့လဲဆိုတော့တချို့ဟာကြတော့လေရောတွက်လက်ခရှိမယ်လက်ခလေးတွေရှိမယ်အဲ့ဒါတွေအတွက်ကြောင့်မို့ကျွန်မတို့ကကျွန်မတွက်ပြပေးတဲ့အတိုင်းတိကျရချင်မှရမှာပေါ့နော်အဲ့ဒါကတော့ကျွန်မကကြိုးပြောတာနောက်တစ်ခုကတွက်နီလေးတွေကိုကျွန်မကရေးမှတ်ထားစီချင်တယ်ပေါ့နော်အဲ့ဒါမှလည်းနောက်တစ်ခါကိုရွှေဆိုင်သွားတဲ့ခါကျရင်အယောင်းတွေအဝယ်တွေသူတို့ဘယ်လိုတွက်လဲဆိုတာကိုကိုဟာနဲ့လည်းတွေ့ကြည့်လို့ရအောင်လို့ပေါ့နော်ကျွန်မကအဲ့လိုမျိုးမှတ်ထားစီချင်တာပေါ့နော်ကဲဒီနေ့တွက်ပြပေးမဲ့အကြောင်းအရာတွေကိုလိုက်ကြည့်မယ်နော်ကဲအားလုံးပဲတွက်နီလေးကိုလိုက်ကြည့်ကြမယ်နော်သူတို့မေးထားတာပေါ့နော်နှစ်ပဲနဲ့တရွေးကိုတဲ့6သိန်း9000ဈေးနဲ့ပြန်ရောင်းရင်ဘယ်လောက်ရမလဲတဲ့6သိန်း9000တို့ကဝယ်ထားတာဖြစ်မှာပေါ့နော်အဲ့ဒါပြန်ရောင်းရင်တော့ဘယ်လောက်ရမလဲပေါ့နော်အခုပေါက်ဈေးနဲ့ဆိုလို့ရှိတော့အများကြီးရမှာပေါ့နော်ကဲဒါကနှစ်ပဲနဲ့တရွေးဆိုတော့ရွှေတွက်နီးတွေတွက်တဲ့ခါကျအမြဲတမ်းအနောက်နေစားတွက်ရမယ်အဲ့ဒါဆိုတော့တရွေးကို8နဲ့စားမယ်တပဲမှာ8ရွေးရှိလို့ဒီတရွေးကို8ရွေးနဲ့စားမယ်နော်အပေါင်းလက္ခဏာခံမယ်ပြီးရင်နှစ်ပဲကို16နဲ့စားမယ်တကြက်မှာ16ပဲရှိလို့ပေါ့နော်ပြီးအမြောက်လက္ခဏာ6သိန်း9000ပေါ့နော်6သိန်း9000ဆိုတော့တေအစာရှေးအပါနေအစာ16အမြောက်6သိန်း9000ဆိုတော့သူရဲ့ဒီနှစ်ပဲနဲ့တရွေးရဲ့ကြသိငွေက91,640ပေါ့နော်ဒါက6သိန်း9000ဈေးနဲ့ဒါတသိန်းတော့မပြည့်ဘူးပေါ့နော်ဒါ6သိန်း9000ဈေးနဲ့ပေါ့နော်တကယ်လို့ဒါကပြည့်ရောင်းရင်ဒီလောက်ရမှာပေါ့နော်သူဝယ်ထားတာတော့ဘယ်လောက်ကြလဲတော့မသိဘူးပေါ့နော်ဒါပေမဲ့ပြန်ရောင်းရင်ဘယ်လောက်ရမလဲဆိုတဲ့ဟာသူမိထားတာဖြစ်တဲ့အတွက်ကြောင့်မို့ပြန်ရောင်းရင်91,640 6သိန်း9000ဈေးနဲ့ပေါ့နော်ဒီနှစ်ပဲနဲ့တရွေးနောက်တစ်ခုကကြတော့ဘယ်လိုတွက်ပြမလဲဆိုတော့69သိန်းဈေးနဲ့ပြန်တွက်ပြကြည့်မှာပေါ့နော်တွက်ပြပေးမယ်ဘာဖြစ်လို့ဆိုတော့အခုရွှေဈေးနှုန်းတွေကတအားတက်နေတယ်လေနော်ဒီအချိန်ပြန်ရောင်းရင်တော့ဈေးကပိုရမှာပေါ့နော်သူကိုတပဲsorry နှစ်ပဲနဲ့တရွေးကို69သိန်းဈေးနဲ့တွက်တဲ့အခါကျဘယ်လောက်ရမလဲဆိုတော့ဒီတရွေးကို8နဲ့စားမယ်အပေါင်းနှစ်ပဲကို16နဲ့စားမယ်အမြောက်69သိန်းဈေးနဲ့ကဲတွက်ကြည့်မယ်နော်ဒီအစားရှေးအပေါင်းနေအစား16အမြောက်69သိန်းဈေးနဲ့တွက်တဲ့အခါကျရင်9,6406ကျပ်ရတယ်ပေါ့နော်9,6406နဲ့6ကျပ်ရတာဖြစ်ပါတယ်ဒါတော့9000ကျော်ပဲရမှာပေါ့နော်ဒါ6သိန်းနဲ့9000ကဲ69သိန်းဈေးနဲ့အခုဈေးနဲ့ပြန်ရောင်းမယ်ဆိုလို့ရှိတော့ဒါအနီးဆက်ဆုံးဖြစ်နိုင်တယ်ပေါ့နော်ဒါကအနီးဆက်ဆုံးပါဒီမှာသူမိထားတာ6သိန်းနဲ့9000ပဲသူ့ဈေးက10သိန်းတောင်မပြည့်ဘူးလေနော်အဲ့ဒီတော့ရွှေဈေးကဒီဟာကိုသူဝယ်ထားတာတော်တော်လေးကိုကြာနေပြီဖြစ်မှာပေါ့နော်ဒါပေမဲ့ဒီအခုဈေးနဲ့69သိန်းဈေးနဲ့ပြန်ရောင်းမယ်ဆိုလို့ရှိတော့ဒီလောက်ရတာဖြစ်တယ်ပေါ့နော်ဒါကတော့အများကြီးဖြစ်နိုင်ကြအများတာပေါ့နော်
6သိန်း9,000ဈေးနဲ့ဒီ69သိန်းဈေးနဲ့ကတော့ဘယ်ဟာဖြစ်နိုင်ခြင်းများလဲဆိုတော့ဒီ69သိန်းဈေးနဲ့ကတော့ဖြစ်နိုင်ခြင်းပုံများတယ်လို့ကျွန်မကတော့ထင်တာပါနော်အဲ့ဒါဆိုတော့ဒါကတော့ပြန်ရောင်းတာပြောတာလေနော်ဒါကတော့သူဝယ်တော့ကဒါဖြစ်နိုင်တယ်ပေါ့နော်ဒီခုဈေးနဲ့ပြန်ရောင်းရင်တော့ဒီလောက်ရမယ်ပေါ့နော်ဒါခက်မှန်းပဲပေါ့နော်အတိအကျဆိုတာတော့ဖြစ်မှာပေါ့နော်ဒီအဓိကတော့ကိုဘယ်လိုပုံစံနဲ့တွေ့ရလဲဆိုတာကိုပဲကျွန်မကအဓိကပြောပြပေးချင်တာပေါ့နော်အဲ့ဒါကြောင့်မို့တွက်နီလေးကိုတော့နားလည်မယ်လို့တော့ကျွန်မကတော့ယုံကြည်ပါတယ်ကဲအားလုံးကိုကျေးဇူးတင်တယ်နော်နောက်ဗီဒီယိုဒီမှာပြန်ဆောင်ကြမယ်သိချင်တာရှိလို့ရှိရင်လည်း comment မှာရေးပေးလို့ရပါတယ်ရှင်